ကဲအားလုံးမင်္ဂလာနေ့ခင်းလေးပါဗောနော် Chris Travel Blog ကနေကြိုဆိုပါရစေအားလုံးကိုဒီနေ့ကတော့ဒါကျွန်တော်တို့ဒီ Phuket Patong Beach ကနေဗောနော်ကျွန်တော်တို့ Krabi ကိုသွားမှာပဲဖြစ်ပါတယ် Krabi ကိုသွားမယ်ဆိုတော့ guys let's see ဒီနေ့ဗီဒီယိုကတော့တကယ် excited ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအားလုံး full video enjoy လေးလုပ်ပြီးတော့ကြပါအားလုံးကျေးဇူးများတင်ပါတယ်ဆိုတော့ဒါကျွန်တော်တို့စထွက်ပြီဗောနော်ကျွန်တော်တို့နေခဲ့တဲ့ဒီ Patong Adventure Hostel ကလည်းကျွန်တော်တို့စထွက်မှာပဲဖြစ်ပါတယ်ဗောနော် so let's see guys ကျွန်တော်တို့ဒီ Phuket ကနဲ့ဒီ Phuket ကျွန်တော်တို့ထွက်တဲ့နေရာကနဲ့ဒီကျွန်တော်တို့ရဲ့ဒီ Krabi ဆိုလို့ရှိရင်ဒါကီလိုမီတာ150ကျော်ရှိရเนาะကီလိုမီတာ150ကျော်ရှိရဆိုတော့ဒီကျွန်တော်တို့ဘန်ကောက်ကနဲ့ဖက်တရာထက်တော့မှဝေးတယ်ဗောနော်ဘန်ကောက်ကနဲ့ဖက်တရာထက်ဝေးတယ် so let's go guys ဒီခုမြင်နေရတဲ့ဒီ beach ကတော့ဒါ Patong Beach ပဲဖြစ်ပါတယ်ဗောနော်ဒီဟာနဲ့စထွက်မှာပဲဖြစ်ပါတယ်မနေ့စောစောစီစီဆိုတော့ view ကတော့တကယ်အရန်နမမိုက်တယ်ဗောနော် view ကတော့တကယ်ပြောစရာမလိုဘူးမနေ့စောစောစီစီ Phuket ဒီမျိုး island တွေကိုမြင်ရတာဆိုတော့တကယ်မိုက်တဲ့ view ဗောနော် so ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေလည်းကြိုင်းနေတက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကဲ guides စားမယ်ထွက်မယ်ဒီက Phuket ကအရန်မိုက်တယ်ဗောနော်လဲဖို့အတွက်တော့အရန်မိုက်တယ် Patong Beach Phuket ကတကယ်လဲဖို့အရန်မိုက်တယ်လူငယ်တွေအတွက်လူကြီးတွေအတွက် family တွေအတွက်အရန်မိုက်တယ်ဈေးနည်းနည်းကြီးတယ်ဆိုပေမဲ့နေတဲ့နေရာတွေကတကယ်လုံးဝဘယ်နေရာမှမမြင်နိုင်တဲ့အရာတွေဘယ်နေရာမှမတွေးနိုင်တဲ့ဟိုဟာတွေ view တွေတဘောပတ်ပေးတဲ့အလားတရားတွေအများကြီးရှိရပါတော့ဒီမှာ hotel လေးဆိုလို့ရှိရင်လည်းတကယ် luxury hotel တွေရှိတယ်5 star 7 star အဲ့လို hotel တွေလည်းလုံးဝမိုက်တယ်နော်အမှန်ကန်နာမည်ကြီးရဲ့ hotel တွေလည်းရှိရဒါပေမဲ့အရင်မိုက်တယ် view ကတော့တကယ်မိုက်တယ် share မိုက်တယ်ဗောနော် so let's go ကျွန်တော်တို့ hotel ကိုကြီးနဲ့ဒါမနက်8နာရီထွက်တယ်ဆိုတော့မနက်အစောကြီးထွက်တင်တယ်ဒါပေမဲ့8နာရီဆိုတော့လမ်းမှာတော့တော်တော်လေးပူမှလို့တော့ထင်မယ်ဒါပေမဲ့လင်းနဲ့ဒီတဘောအပေးအလားတရားတွေကို view တွေကိုအရသာခင်းနဲ့တွားမယ်ဆိုတော့ပူတာတော့အာယုန်နဲ့မှမလာဘူးဗောနော် so let's go ကျွန်တော်တို့တွားကြမယ်ဒီ Phuket မြို့ရဲ့လမ်းကဘယ်လိုရှိလဲဆိုလို့ရှင်တော့ဒါကျွန်တော်တို့အတက်အဆင့်အကွေအကောက်အဲ့လိုပုံစံမျိုးကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဒီတောင်ကြီးပုံစံလိုမျိုးဗောနော်တောင်ကြီးပုံစံလိုမျိုးမိုးကုတ်ပုံစံလိုမျိုးအဲ့လိုပုံစံရှိရအောင်နော်အတက်အဆင့်ဒါပေမဲ့တကယ်ထားရအဆွေးရတော့တကယ်ကျွန်တော်တို့အရန်လေးစားဖို့ကောင်းတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ဒီ lemon ဆက်သွယ်ရေးသူတို့တော်တော်လေးဂိမ်းစိုက်တာလည်းတွေ့ရတယ်ဗောနော်ကျွန်တော်တို့ဘန်ကောက်ကနဲ့စထွက်ခဲ့တာဒီ Phuket ထိအခုချိန်ထိဗောနော်လမ်းတနေရာမှာသူတို့ပြတ်တာတော့ဂျိုင်းကွက်ရှိတာတော့ကဒန်အဲ့လိုလမ်းကျန်းနေဆိုတာတစ်ခါမှမတွေ့ဘူးမကြုံခဲ့ရဘူးနော်သူတို့ lemon ဆက်သွယ်ရေးတော်တော်လေးကိုဂိမ်းစိုက်တာတွေ့ရတယ်လမ်းနေရာနေအတကမှာတော်တော်လေးကောင်းတယ်အောင်တွေ့ရတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီမှာ view ဆိုလို့ရှင်လည်းအရင်မိုက်တယ် hotel တွေဆိုလို့ရှင်လည်းတကယ်မိုက်တဲ့ hotel တွေရှိရပါတော့ VIP luxury ဆန်တဲ့ hotel တွေရှိရကျွန်တော်လည်းဒီနေ့ကျရင်ဒါမျိုး hotel မှာနေနိုင်လိမ့်မယ်လို့ကျွန်တော်အိမ်မရင်ဒီ hotel တွေကိုငေးကြီးမင်းနဲ့ကျွန်တော် Krabi ကိုခရီးရှေ့ဆက်နေရပဲဖြစ်ပါတယ်ဗောနော်တကယ် hotel တွေရဲ့ပုံစံတွေလည်းအရင်မိုက်တယ်သူကဒီဘက်ကိုမျက်နှာပြတာဗောနော်ဒီပင်လယ်ဘက်ကိုမျက်နှာပြထားတယ်ဒီ hotel ရဲ့ဒီ veranda နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ view တွေအရန်လာတဲ့ view တွေမြင်ရမယ်ဗောနော်ဒီပင်လယ်ကြီးကိုမြင်ရမယ်ဒီတောင်တန်းကြီးကိုမြင်ရမယ်ညာအဲ့နေရင်းနဲ့အဲ့လိုမျိုးဆိုဘယ်လောက်မိုက်မလဲဗောနော် Grand Pipe Hotel အဲ့လိုနာမည်ကြီး hotel ရှိရဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းတွေအားလုံးကျွန်တော်ရဲ့ဒီ Chris Travel Blog မှာအခုမှစကြည့်ရဆိုလို့ရှိရင်တော့ကျွန်တော် support လုပ်ကြပါကျွန်တော်ခေါင်းလောင်းလေးနှိပ်ပေးကြပါ subscribe လေးလုပ်ပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော် Chris Travel ကလည်းအများနဲ့ bike blog ဒီ blog တွေ daily blog တွေတက်နိုင်ဆိုအများကြီးမြောက်ရင် share လုပ်ပေးသွားမယ်ပေါ့နော်ဆိုတော့အားလုံး enjoy ဖြစ်နေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်မိတ်ဆွေမြို့ကလည်းတော်တော်လေးကြီးရယ်ပေါ့နော်မတိမသားလေးနဲ့တော်တော်လေးကြီးတယ်တမျိုးနဲ့တမျိုးဆိုလို့ရှိရင်တနေရာနဲ့တနေရာနဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးကိုဝေးတယ်ဗောနော်တနေရာနဲ့တနေရာနဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးဝေးတယ်ပြဆို Phuket မှာမြို့ဝင်ကြရအစဗောနော် beach တွေပဲအရင်များတဲ့နေရာတက beach ရှိရ Kata Beach Patong Beach Kamala Beach မျိုး beach တွေအရင်များတယ်ဗောနော်နာမည်ကြီးရဗောနော် beach တွေအရင်များတယ် view တွေဆိုလို့ရှိရင်လည်း share မိုက်တယ်ဗောနော်ဒါကျွန်တော်တို့အခုဆိုလို့ရှိရင်
ခါပြီးတော့တွားနေတာပဲဖြစ်ပါတယ်ဗောနော်ဒါအခုချိန်ထိကျွန်တော်တို့ဒီတိုဂိတ်ကိုမရောက်သေးဘူးဗောနော်ဒီကျွန်တော်တို့ရဲ့ဒီမြို့ဝင်တိုဂိတ်ကိုရောက်ဖို့ဆိုလို့ရှိရင်တော်တော်လေးဝေးတယ်ဗောနော်ဒီမြို့နဲ့ဒီတိုဂိတ်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မြို့နဲ့ဒီတိုဂိတ်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တနာရီကျော်လောက်ရှိတယ်ဗောနော်အဲ့လောက်တောင်ဝေးတယ်ဗောနော်ဒါအခုဆိုလို့ရှိရင်ဒါမြို့ထဲမှာပဲ Phuket မြို့ထဲမှာပဲဗောနော် Phuket မြို့ပြီးမှကျွန်တော်တို့ဒီ check point လာမယ်တိုဂိတ်ကျွန်တော်တို့မြန်မာနဲ့ဆိုတိုဂိတ်ကျွန်တော်တို့ဆိုတိုဂိတ်လို့ခေါ်တယ်ဗောနော် check point လာမယ်အဲ့ဒါပြီးဒါပေမဲ့မိုက်တာတခုကဘာလဲဆိုကျွန်တော်တို့ဘန်ကောက်ကနဲ့ Phuket တီးလာတယ်ကျွန်တော်တို့တနေရာမှာ license လည်းမစင်ဘာမှမဆိုဒီဘန်ကောက်မြို့ထဲမှာဆိုလို့ရှိရင်စစ်တာများတယ်ဗောနော်စစ်ဆေးတာများတယ်ဒါပေမဲ့ဒီ highway land ဒီမှာဆိုရင်ကျွန်တော်တို့လုံးဝကားတွေကိုစစ်တယ်ကျန်တဲ့ဆိုင်ကယ်တွေစစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဆိုင်ကယ်ကိုလုံးဝမစစ်ဘူးဘာကြောင့်လဲဆိုတာတော့ကျွန်တော်လည်းမပြောတတ်ဘူးဗောနော်လုံးဝမစစ်အကုန်လုံးတန်းစီရက်ခိုင်းမှာစစ်ခဲ့ပေမဲ့ကျွန်တော်တို့ဆိုရင်တခါတည်းလက်ပြမှာတွားပဲပြောတယ်မစစ်ဘူးဒါပေမဲ့စာရက်နေတာအစုံပါလာတော့အဆင်ပြေတယ်ဗောနော်ဒါပေမဲ့မစစ်ဘူးဘယ်နေရာမှာအဲ့တခုတော့အရန်တာတယ်ဒီချိန်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ပြောစရာမလို20တိုဂိတ်ဒီ20 30ကျော်မှာပေါ့နော်ဒါတော့ကီလိုမီတာ1000မိုင်ပေါင်း550ဆိုလို့ရှိရင်ဒါစစ်စေးဂိတ်တွေကတော့ဒါအခုချိန်မှာဆိုလို့ရှိရင်မပြောနိုင်လောက်တဲ့ view ရှိမှာပဲဖြစ်ပါတယ်နော်ဆိုတော့ guys ကျွန်တော်တို့တကယ်ချင်းလည်းအားလုံး let's see enjoy လုပ်ကြပါကျွန်တော်တို့ဒီ blog မှာတော့ကျွန်တော်တို့ဒီ land ရဲ့ view တွေပေါ့နော် land ရဲ့ view တွေကိုပဲကျွန်တော်ရဲ့တကယ်ချင်းကိုမြောက်ရင် share လုပ်ပြီးတောင်းပါပဲဖြစ်ပါတယ်ပေါ့နော် so let's go enjoy guysကဲ dead season ရောက်ပြီဆိုတော့ dead season လေးနည်းနည်းဖြည့်မယ်ဒီကြတော့ကျွန်တော်တို့မနက်စားလဲဘာမှမစားသေးတော့ရှေ့မှာ7ရှိရယ်7မှာတခုခုစားမယ်ပေါ့နော်အရင်ဆုံး dead season ဖြည့်မယ်ကျွန်တော်ရဲ့ဒီ Honda CB 900X မှာဆိုလို့ရှိရင် dead season ဆိုလို့ရှိရင်တစ်ခေါက်ထည့်ရင်600လောက်ထည့်တယ်နော်အပြည့်ဒီတလုံးကနဲ့ဒီကျွန်တော်တို့6တုံးပါတယ်6တုံးတီးကိုဆိုလို့ရှိရင်ကျွန်တော်600ပေါ့နော်600ဆိုရင်လီတာ normally ကတော့18လီတာပေါ့နော်18လီတာ20လီတာလောက်စမ်းတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာစီတွေဘာတွေကောင်းကောင်းဖြည့်တယ်စီတွေဘာတွေဖြည့်မှမနက်စာလဲ7မှာပဲစားမှကျွန်တော်တို့ပြန်ခေးရှေ့ဆက်ခဲ့ရအောင်နော်ဒီမှာဗီဒီယိုတွေအများကြီးရိုက်ပြီးမှထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုကလမ်းခီးရအရန်ဝေးတဲ့အတွက်ကြောင့်မလို့ဗီဒီယိုတွေက view တွေကအရန်လာတော့ဘယ်ကထည့်ရမှန်းမသိဘယ်ကဖျက်ရမှန်းမသိအဲ့လိုဖြစ်နေတော့ကျွန်တော်ကအတက်နိုင်ဆုံးတော့အရန်လာတဲ့ view တွေပဲဟိုဟာလို့မှ covering လို့မှထည့်ထားတယ်ပေါ့နော်ဒီအခုဆိုလို့ရှိရင်ကျွန်တော်တို့အခုမှတိုဂိတ်ရောက်ပြီနော်ကျွန်တော်တနင်္လာရီကျော်တနင်္လာရီပဲလောက်မောင်းမှကျွန်တော်တို့ Phuket မြို့ရဲ့ဒီစစ်စေးရဲ့ gate ပေါ့နော်တိုဂိတ်အကြီးကိုကျွန်တော်တို့ဝင်လာပြီးမှရဲတွေလည်းမရှိဘူးဘယ်သူမှမရှိဘူး AC ပဲတိုဂိတ်တန်ပြောတာပေါ့နော်သူတို့ကျွန်တော်ထင်မှာတော့ဒီကင်မရာနဲ့ CCTV နဲ့တော့ of course check လုပ်မှာပဲဖြစ်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့မြို့ကြီးကိုဝင်တဲ့တိုဂိတ်ဆိုတော့ကဲဒီမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အုံးမင်းလေးပဲပေါ့နော်အုံးမင်းလေးမြင်ရမယ်အုံးမင်းလေးနဲ့ထမ်းမင်းလေးအုံးမင်းလေးဒီတွဲလို့မရတဲ့ထီအများကြီးရှိအောင်နော်တလန်းလုံး
အရင်မိုက်တယ်လမ်းတွေ view တွေရွာတွေရက်ွက်တွေအရင်မိုက်တယ်နော်ကျွန်တော်တို့ဒီခါရာဘီကိုလာတဲ့အချိန်ကျတော့ကျွန်တော်တို့ဒီတနေ့ကလာတဲ့ဒီကျွန်တော်တို့ဘန်ကောက်ကနဲ့ဆင်းလာတဲ့အချိန် Phuket ကိုလာတဲ့လမ်းပဲပေါ့နော်အဲ့ဘက်ကလည်းကျွန်တော်တို့ဒီဆူရတ်ဌာနီဆိုတဲ့ဒီနယ်မြေရှိရပါတော့ဆူရတ်ဌာနီပြည်နယ်ပေါ့နော်ဆူရတ်ဌာနီပြည်နယ်ဘက်ကိုပဲကျွန်တော်တို့ပြန်တက်လာရတယ်ပေါ့နော်အဲ့ကနေမှကျွန်တော်တို့ language ရှိရဲအဲ့ language နဲ့ကျွန်တော်တို့ခါရာဘီဆိုခါရာဘီပဲပေါ့နော်ကျွန်တော်တို့က plan လုံးဝကောင်းကောင်းလေးကြိုတင် plan ကောင်းကောင်းလုပ်မှသွားခဲ့ရင်တော့အဆင်ပြေရပါတော့ကျွန်တော်တို့ကောင်းကောင်းကြိုတင် plan မလုပ်ထားတော့နည်းနည်း time back ခဲ့တယ်။ဘာ time back ခဲ့လဲဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီအခု150 160ကီလိုမီတာကိုကျွန်တော်တို့ဒီဘက်ကျွန်တော်တို့အိမ်ပြန်တဲ့ဘက်ပြန်လာခဲ့ရတယ်။ပြီးကြလို့ဆိုပြန်ကျွန်တော်တို့ Phuket မြို့ပဲပြန်ပတ်သွားခဲ့ရတယ်ဆိုတာကတော့ဆိုင်ကယ်မောင်းဖို့ပျော်တယ်ကောင်းတယ် view တွေအရင်မြင်ရတယ် export မြင်ရတယ်ဒါပေမဲ့ land တစ်ခုပဲပြန်လာပြန်သွား၄ခေါက်နောက်ရက်ကျွန်တော်တို့ဘန်ကောက်ပြန်တဲ့အချိန်ကျရင်ပြန်ဒီ land ပဲတုံးရမယ်ဆိုတော့ဒါက3-4ခေါက်ဖြစ်သွားပြီပေါ့နော်ဒီ land ကို3-4ခေါက်အသုံးuse ဖြစ်သွားတော့ဒါကျွန်တော်တို့အချင်းအရန်ကုန်တယ်ဆိုင်ကယ်လည်းကီလိုမီတာ160 160 4ခေါက်ဆိုတော်တော်လေးကုန်တယ်ဒါတွေကိုကျွန်တော်တို့နည်းနည်းကြိုတင်ပြင်ဆင်တင်တယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့တခု mistake ဖြစ်ခဲ့တယ်ဒါပေမဲ့ဒီကျွန်တော်တို့ဆိုင်ကယ်မောင်းတဲ့ blog ဒါမျိုး KUA မောင်းတဲ့ blog ဆိုရင်ဒါကျွန်တော်ပထမဆုံးကျွန်တော် live မှာပထမဆုံးဖြစ်တဲ့ကြောင့်မလို့အားဒီတော့နည်းနည်းပတော့ဖြစ်လေဖြစ်တယ်ပေါ့နော်မားလေးရှိတယ်ဒါပေမဲ့မထူးဆိုမှကျွန်တော်တို့ကပြန်ဘယ်လိုပဲ plan လုပ်လိုက်တော့ဒီကျွန်တော်တို့ရဲ့ဒီ Phuket လာတဲ့ဒီ Phuket trip မှာဆိုလို့ရှိရင်ကျွန်တော်စိတ်အဝင်စားဆုံးကဘာလဲဆိုလို့ရှိရင်ဒီကဘာကြီးပဲဖြစ်ပါတယ်เนาะကြောက်ဆောင်ကြီးပဲဖြစ်ပါတယ်ဗောနော်ဒါတကယ်ကျွန်တော်အတွက်လုံးဝစိတ်ဝင်စားစရာတစ်ခုဗောနော်ကျွန်တော်အတွက်လည်းပဲကျွန်တော်မိတ်ဆွေအများအတွက်လည်းဖြစ်လိမ့်မယ်ဗောနော်မမြင်ဘူးတဲ့လူတွေအတွက်ကျွန်တော်အတွက်ဆိုလို့ရှိရင်တော့ဒါတကယ်ကြောက်ဆောင်ကြီးကတကယ်ဟိုမှာစိတ်ဝင်စားစရာအရင်ကောင်းတယ်ဗောနော်ဘယ်တော့မှမမြင်ဘူးတဲ့အတွက်ကြောင့်မလို့တကယ်ဒါအခုဘာမှမဟုတ်ဘူးเนาะနောက်ရှေ့ဆက်ပြီးမှဆိုလို့ရှိရင်ပိုပြီးလာတဲ့ကြောက်ဆောင်တွေရှိရအောင်เนาะဒါမျိုးလူကလှုပ်ထားတဲ့အတိုင်းပဲဗောနော်လူကဒီတွင်မှလှုပ်ထားတဲ့အတိုင်းပဲကြောက်ဆောင်တွေကတဘွားဖြစ်လာတဲ့ကြောက်ဆောင်တွေအရင်လာတယ်ဒါကျွန်တော်တို့ Phuket ဝင်တဲ့အချိန်နဲ့ဒီကမြင်ခဲ့တယ်ဗောနော်အရင် excited ပဲဒီ view ကတကယ်အရင်မိုက်တယ်ကျွန်တော်တို့နောက်ရှေ့ဆက်မှဒီကျွန်တော်တို့ရဲ့ဒီခါလာဘီဘက်ကိုကျွန်တော်တို့လုံးမှာဗောနော်ဒီ language စလာပြီဗောနော်ခါလာဘီတွားတဲ့ language စလာပြီရှေမီ point မှာဆိုလို့ရှိရင်ဒါဒီရက်ကွက်ပြီးတာနဲ့ကျွန်တော်တို့ခါလာဘီတွားတဲ့ language လာမယ်အဲ့နောက်မှာဆိုလို့ရှိရင်တော့ပို့ပြီးမှမိုက်တယ်ဗောနော်ဒီကျွန်တော်တို့ဒီလိုကြောက်ဆောင်လေးအရန်လာတယ်ဗောနော် view တွေတကယ်နေရာတစ်ဆိုတော့တကယ်စိတ်လှရှားတယ်အရန်ပျော်ဖို့ကောင်းတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ဒီဘက်ကိုချိုးရမှာဗောနော်ညာဘက်ကိုချိုးရမှာပဲဖြစ်ပါတယ်ဒီဘက်ကလည်းညာဘက်ချိုးရင်ဒီဆူရတ်ဌာနီတက်သွားရင်တော့ဒီဆူရတ်ဌာနီတင်တယ်ဒီဘက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခါရာဘီပေါ့နော်ဒီကနေ့စမှကျွန်တော်တို့ခါရာဘီ language ရှိရပါတော့ဒီကနေ့ကျွန်တော်တို့နောက်ထပ်ကိုအများကြီးမောင်းရသေးတယ်ပေါ့နော်အများကြီးနောက်ထပ်မောင်းရမယ်အခုမှတနိုင်ပဲလောက်ပဲမောင်းပြီးသေးတယ်ဒါတော့ကျွန်တော်တို့80 100 120နောက်ဆုံး150အဲ့လိုမောင်းနေပါတော့ပြီးကြတော့ဒီမြို့ထဲမှာဆိုတော့နည်းနည်းကားတွေများတော့ကျွန်တော်တို့အတန်းနိုင်ဆုံး80 100နဲ့ပဲမောင်းခဲ့တယ်ဆိုတော့အားလုံးကျေးဇူးများကြီးတင်ပါတယ်ဗောနော်ဒီ blog ကိုတော့ဒီမှာပဲကျွန်တော်အဆုံးသတ်မယ်နောက် blog ကိုတော့ကျွန်တော်ဒီခါရာဘီမှာပဲတခါတည်းဆုံတွေ့ကြမယ်เนาะကျွန်တော်မိတ်ဆွေတငယ်ချင်းတွေအားလုံးခါရာဘီမှာပြန်ဆုံတွေ့ကြမယ်ခါရာဘီရောက်တဲ့ချိန်ကျရင်တော့တကယ်ဘယ်ရာနဲ့မှလဲလို့မရတဲ့ view ကိုခံစားရမှာဖြစ်တဲ့အကြောင်းလို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်
အားလုံးခေါင်းလုံးလေးမနေရတဲ့ရင်လည်းကျွန်တော်ရဲ့ Chris Tower blog ကိုခေါင်းလုံးလေးနေပြီးတော့ကြပါ like မလို့ရတဲ့ရင် like လေးလုပ်ပေးကြပါ and comment လေးတစ်ခုခုရေးပေးကြပါအားလုံးကျေးဇူးများကြီးတင်ပါတယ် The end နောက်ဗီဒီယိုမှာပြန်လာဆုံတွေ့ကြမယ်ကျွန်တော်မျိုးစေတငယ်ချင်းနဲ့အားလုံး let's see next blog guys